ကိုတိုင်ကလည်းကြီးစားမရှိသေးဘူးချစ်သူကလည်းမရှိသေးဘူးကောင်မလေးကလည်းမရှိသေးဘူးဟဲ့ယောအားလုံးပဲမင်္ဂလာပါဒီနေ့ reaction လုပ်ပေးသွားခြင်းတဲ့ဗီဒီယိုလေးကတော့စော်မရှိတဲ့ကောင်းနေအတွက်မျက်ရည်နှစ်ဆက်ဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါခင်ဗျာ let's go ဆိုတော့ကိုတိုင်ကလည်းကြီးစားမရှိသေးဘူးချစ်သူကလည်းမရှိသေးဘူးကောင်မလေးကလည်းမရှိသေးဘူးကောင်လေးကလည်းမရှိသေးဘူးမောင်ကလည်းမရှိသေးဘူးကိုကလည်းမရှိသေးဘူးဆိုတဲ့သူတွေအတွက်မျက်ရည်နှစ်ဆက်ပဲဖြစ်ပါခင်ဗျာဒီလိုမျိုးပါတိလားဖြစ်နေတဲ့ချိန်ဒီမှာလေအလွန်အင်မတန်မှအလွန်အင်မတန်မှကိုစိတ်အားတက်ကြွစေမဲ့တခြင်းနဲ့ဖျော်ဖြေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာစိတ်ကိုတက်ကြွစေသောတခြင်းများလူဆိုတာဟာမင်းလောင်ရည်တန်တွေကြားမင်းမွန်းချက်လာတဲ့အခါစိတ်ငြင်းမနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးကွာမင်းကြုံတွေ့ရမှာအဆုံးမပေးနဲ့ကြိုးစားမိုးစားရတဲ့မမွန်နေပြီမဲနာကိုလက်ချပါမဲနာမဲလေးမဲခေါ်နေတော့မယူတီယူနဲ့ချင်နေအောင်မဲလူဘောပွားနဲ့မင်းကိုထားခဲ့ပြီလားဒီလိုမိုးတွေရွာရင်ငါမင်းကိုရမ်းဝမ်းတာအားလုံးထက်ပိုပြီးတော့မင်းကိုငါရှိခဲ့တာပဲငွေမြတ်လုံးနဲ့ပြင်းနဲ့လုံးသားနဲ့ကြည့်ပေးပါလားမင်းနဲ့ဖုံးပြောဖို့ပိုက်ဆောင်လည်းမရှိတော့ဘူးစတာလီမမရှိမှသွေးတွေလည်းများနေပြီကောင်မလေးရဲ့ငါကိုတင်ရှာကြည့်ပါဦးမတနာဘူးလားငါရောက်တနာဖို့ကောင်းတယ် I love you နာနီကိုစီတဲ့ကောင်မလေးလာနေငါကိုမရှိဘူးလားနေငါကိုတေးစားကြည့်ပါဦး Oh yeah ကောင်မလေးတယောက်လောက်အလင်းလို့စင်တာပေါ့ဒူမငါကိုတိုက်ဘူးငါဘာပဲပြင်လို့လဲငါရောက်ဆုံးနေလားငါဆင်းရဲလို့လားချစ်ကိုပေးပါလား Oh ကောင်မလေးလက်ချောက်ပေါ်တဲ့ချင်းတွေ့တဲ့အခါငါတဲခွဲပြီလေငါရောက်ဆုံးနေပြီဆိုတော့အားလုံးပဲဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ဒီသချင်းလေးတွေနားထောင်ပြီးစိတ်သက်ခွန်အားတွေတက်ကြွသွားမယ်လို့လည်းထင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်